မာယာကျွဲတဲ့ရွေရှားမှုတွေနဲ့တူဂျိုဂျိုကိုအမှတ်နဲ့နိုင်ရရှိခဲ့တဲ့ Ramadan on Dash ဒီဘက်တောက်ကြနေ့ရဲ့ The Inner Circle ပွဲစဉ်တွဲဆိုင်နေမှာအသက်19နှစ်အရွယ်ပြပါသားမွေထိုင်းလူငယ်ဖိုက်တာ2ဦးရဲ့အားပြိုင်မှုကထိတ်တန်းကောင်ပွဲထက်တောင်မှအရှိန်ဟုန်ပုံမလွှမ်းမိုးသွားခဲ့တာပါဒူကောင်ပွဲမစတင်မီမှာရာမာဒန်ရဲ့ကိုဖြစ်သူ Abdullah on Dash ကပထမချီမာရီမဲ့ပြိုင်ဘက်ကိုလဲထိုးပြီးတော့ရုံကျွေးပြန်လဲဆက်နိုင်ခဲ့တာဖြစ်ပါတယ်ဒီလိုမျိုးကိုဖြစ်သူရဲ့အပြတ်အသတ်နိုင်ရလဲကြောင့်ပဲညီဖြစ်သူရာမာဒန်အတွက်ဂျိုဝိုင်းနာမှာအားပေးကူညီဖို့အခွင့်အရေးပုံမအဆင်ပြေသွားခဲ့တာပါဂျိုဝိုင်းတွင်ယုံဝင်လာချိန်မှာလဲရာမာဒန်ရဲ့ယုံကြည်မှုပြည့်ရှိတဲ့ရုပ်ပိုင်းဆိုင်ရာအနေအထားနဲ့ကစားဟန်ကိုအထင်သာမြင်တွေ့ခဲ့ရတာပါနံပါတ်စလုံးရဲ့ပြင်ဆင်လာမှုတွေကြောင့်ပွဲမစတင်မီကလေးကအကျိတ်နဲ့ရှိမဲ့ပွဲစဉ်တစ်ပွဲဖြစ်အကဲဖြတ်လို့ရနေကြတာပါပထမချီစတင်ချိန်မှာတော့ရှေတိုးဖီထိုးတတ်တဲ့ဂျိုဂျိုကိုရာမဒန်ကဂျိုဝိုင်းလဲစီကိုခေါ်ပြီးတော့ပါနက်စွာတုံ့ပြန်ကစားသွားခဲ့တာပါဂျိုဂျိုကညာပြင်ခတ်ချီနဲ့အမြင့်ဆုံးပတ်ချီတွေထုတ်သုံးခဲ့သလိုရာမဒန်ကလည်းဘယ်ဝိုင်းလက်သီးနဲ့နဘေးတွေကိုဇက်တိုက်ထိုးစစ်ဆင်နေခဲ့တာပါရာမဒန်ရဲ့ဘယ်ဝိုင်းနန်နိုင်ချက်တွေကြောင့်ဂျိုဂျိုကကာကွယ်ရေးလက်တံတွေကျလာပြီးတော့မေယိုပိုင်းတွေပွင့်ထွက်လာခဲ့ရတာပါအောက်ထောက်ရှင်ခက်ချီတွေကိုပါမျှတစွာရောတော်အသုံးပြုခဲ့လို့ရာမဒန်ရဲ့တိုက်စစ်ကပထမချီမှာနေပုံမထိရောက်မှုရှိခဲ့တာပါပြိုင်မဲ့အာသာဂျက်ဒီကိုပိတ်ဆို့ပြီးမိမိအာသာထားတဲ့ကစားဟန်စီကိုဆွဲခေါ်နိုင်ခဲ့တာကြောင့်ပထမချီမှာရာမဒန်ကအသာစီးရရှိသွားခဲ့တာပါဒုတိယချီမှာတော့ရာမဒန်ကဂျိုဂျိုကိုဂျိုရန်ကြောကအောင်ဖိထားပေးပြီးတော့လက်သီးတွဲလုံးတွေကိုဇက်တိုက်ထုတ်သုံးလာခဲ့တာပါဂျိုဂျိုကလည်းလက်သီးတွဲလုံးတွေနဲ့ရှေ့တိုးလာခဲ့ပြီးမြဲရာမဒန်ရဲ့ခြေတွက်လက်တွက်မြန်ဆန်မှုတွေကြောင့်ထိကျက်အများအပြားပေးလိုက်ရတာပါပြင်းထန်တဲ့ထိတွေ့မှုတွေကြောင့်ဂျိုဂျိုရဲ့အန်ကတ်မှာ3ချိန်တိုင်ကျွတ်ထွက်ခဲ့ရပြီးတော့ပြိုင်ဘက်ကမကျေနပ်တဲ့ဟန်ပန်တွေပြသလာခဲ့တာပါဒါပေမဲ့ဗျူဟာပြောင်းလိုက်တဲ့ရာမဒန်ရဲ့မာယာကျွဲလာတဲ့ရှေ့ခြေရွေပြောင်းတွေကဂျိုဂျိုကိုတောင်ထဲအထိလိုက်ပါလာအောင်လို့ဆွဲခေါ်နိုင်ခဲ့တာပါဂျိုဂျိုတောင်ထဲရောက်ရှိလာချိန်မှာတော့ခါဆွဲခေါင်းရင်းကနေရာပြန်လဲလိုက်ပြီးတော့တောင်ထဲပြန်လဲပိတ်ဆို့ကတက်လုံးစုံထုတ်သုံးခဲ့တာပါဒုတိယချီတွင်မှာအချင်းချင်းထောင်ထဲဆွဲခေါ်ခြင်းခံရတဲ့ဂျိုဂျိုကတုံ့ပြန်ထိုးသက်ခဲ့ပြီးမြဲဆက်လက်တိုးဝင်မှုစဉ်းစားသွားခဲ့ရတာပါရာမဒန်ရဲ့ကစားဟန်ကပြိုင်ဘက်ကိုကတောင်းကနင်းဖြစ်စေခဲ့ပြီးမိမိစိတ်ကြိုက်ကစားခွက်တိုင်းပဲထိန်းချုပ်မောင်းနေနိုင်ခဲ့တာတွေ့ရတာပါကွင်းတွင်နီးပြအပိုင်းသာစီရမှုကရာမဒန်အတွက်အမပေးတိုင်းရဲ့စိတ်ကြိုက်ဖြစ်စေမဲ့အချက်လက်တွေဖြစ်လာခဲ့တာပါဂျိုဂျိုရဲ့ထိရောက်တဲ့တိုက်စစ်တွေကိုရှော့ချနိုင်ခဲ့သလိုမိမိရဲ့ထိချက်တွေကိုအတိအကျစွာသိယူနိုင်ခဲ့လို့ပွဲချင်းတွေကိုအပြည့်အဝထိန်းချုပ်ထားနိုင်ခဲ့တာပါဒီလိုကစားဟန်မျိုးကြောင့်ဒုတိယချီပြီးဆုံးချိန်မှာလည်းလက်ဗဒန်နာရာမဒန်ကပဲပွဲကိုဆက်လက်ဦးဆောင်ထားနိုင်ခဲ့တာပါနောက်ဆုံးချီရောက်မှာတော့ဂျိုဂျိုကကစားအားပုံမတင်လာခဲ့ပြီးမြဲရာမဒန်ရဲ့ပြည့်ရဲ့များပြားတဲ့တိုက်စစ်တွေကြားမှာထိချက်များစွာပေးခဲ့ရတာပါခြားတစ်ဖက်မှာလည်းရာမဒန်ရဲ့အန်ကတ်အချင်းချင်းကြွကြမှုတွေကြောင့်ဒန်လူကြီးကအဝါကတ်ပြသပြီးတော့သတိပေးခြင်းပြုလုပ်ခဲ့တာဖြစ်ပါတယ်အဲဒီဝါကတ်ကြောင့်ရာမဒန်နေနဲ့ထိုကြီးရဲ့ဆရာခိုင်နှုန်းအနှုတ်ခံရမဲ့ဒန်ကြီးပေးဆောင်မှာလည်းဖြစ်ပါတယ်မှတ်ပေးဆုံးဖြတ်ပေါ်မှာတရားမှုမရှိခဲ့တာကြောင့်အဝါကတ်ပြသခံရပြီးတဲ့နောက်ရာမဒန်ကပုံမအရှိန်မြင့်ပြီးတော့ပြန်လည်ဖိကစားခဲ့ပါတယ်နံပါတ်စလုံးရဲ့ပြန်လည်တိုက်စစ်ဆင်မှုတွေကြောင့်နောက်ဆုံးချီမှာပွဲစဉ်တစ်လျှောက်ပုံမအကျိတ်နဲ့ရှိလာခဲ့တာပါဂျိုဂျိုတိုက်စစ်သက်လုံးတွေကတိုက်ကားမွေထိုင်းအသင်းသားရာမဒန်ရဲ့ကာကွယ်ရေးကိုထူဖောက်နိုင်ခြင်းမရှိဘဲဖြစ်ခဲ့ရတာပါချိန်นี้မှာပဲရာမဒန်ကပြိုင်ဘက်ကိုလဲထိုးနိုင်တဲ့အထိပြင်းထန်တဲ့ထိချက်မျိုးမဖန်တီးနိုင်ခဲ့လို့ပွဲကအမှတ်ပေးဆုံးဖြတ်ထိရောက်ရှိခဲ့တာပါဒိုင်3ဦးလုံးရဲ့အမှတ်ပေးဆုံးဖြတ်ချက်ရတော့2ဦးကရာမဒန်ကိုအနိုင်ပေးခဲ့တာကြောင့်ရာမဒန် on dash ကထိုက်ထိုက်တန်တန်ပဲအနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်ခင်ဗျာဒီနိုင်ရလက်ဟာ on dash ညီကို2ဦးစလုံးအတွက်တညာထဲမှာအောင်ပွဲခံစရာအမှတ်တရကောင်းတစ်ခုဖြစ်သွားခဲ့စီပါတယ်အပြတ်သက်မဟုတ်ခဲ့ပေမဲ့နီးပြူဟာကြားကြကစားသွားခဲ့တဲ့ရာမဒန်ရဲ့ဆွမ်းဆောင်ကြီးကဒီပွဲမှာအဓိကအကျိုးပြုသွားခဲ့တာပါအသက်19နှစ်ရွယ်သားရှိသေးတဲ့ရာမဒန်ရဲ့မာယာကျွေလာတဲ့ခြေရွှေပြောင်းနေတဲ့ကစားဟန်ကတော့ပရိသတ်တွေအတွက်သဘောကျစရာဖြစ်ခဲ့ရပါတယ်ခင်ဗျာ